မင်္ဂလာပါခင်ဗျာဒီနေ့ပြောမှာတော့တစ်တန်တွန်လီမွေစိတ်တွန်လီကိုအကျယ်တဝင်းပြန်လည်မြောက်ပြပါမယ်ဒီနေ့ပြောမှာအတိကထားတွက်ပြပေးမယ့်တင်မျိုးစားကတော့ခွန်တက်နဲ့ခွန်နဲ့ပဲဖြစ်ပါတယ်ဒီခွန်တက်နဲ့ခွန်နဲ့ကိုပဲအတိကထားတွက်ပြပေးမယ်ဆိုပေမဲ့လည်းဒီတင်မျိုးစားနှစ်ခုကိုအရှိခံပြီးတော့တခြားတင်မျိုးစားတွေကိုလည်းလွယ်လွယ်ကူကူပဲတွက်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တစ်ကိုဘယ်လိုမျိုးတွက်ရမလဲဒီဗီဒီယိုလေးကိုအစားဆုံးကြည့်သွားလိုက်ပါတက်တော့မှဆိုရင်တော့တက်မှာတတ်မှတ်ထားတဲ့စံရှိပါတယ်ဒါကတော့9200ပေစံပဲဖြစ်ပါတယ်ဒါကပေနဲ့သတ်မှတ်ထားတဲ့စံပဲဖြစ်ပါတယ်။တလောက်မှပတ်လေဒေတာတစ်ချောင်းကပေအရှိ9200ရှိတယ်ဆိုရင်တော့ဒါကတစ်တန်လို့သတ်မှတ်ထားပါရဲ့နော်။တခြားတင်မျိုးစားတွေလည်းဒီ9200ကိုအရှိခံပြီးတော့တွက်ရမှာဖြစ်ပါတယ်။ဘယ်လိုမျိုးတွက်မယ်ဆိုတော့ကိုတွက်မဲ့တည်းရဲ့ဒုနဲ့ဖြတ်ကိုမြောက်ရမှာဖြစ်ပါတယ်။မြောက်ပြီးရမယ်ရလန်နဲ့အခု9200နဲ့စားပေးတိုင်းမယ်ဆိုရင်တော့ကိုတွက်မဲ့တည်းရဲ့တတန်ရဲ့ပေအရှိကိုရပြီဖြစ်ပါတယ်။ခွန်တစ်ဆိုတော့ဒူကတလမဖြက်က9လမဖြစ်ပါတယ်။ဒါဆိုရင်တော့ခွန်အမြောက်1ဖြစ်ပါတယ်။ခွန်မြောက်တဲ့ခွန်တလီခွန်ပဲဖြစ်ပါတယ်ဒီခွန်ခဏမှတ်ထားပေးပါတိတ္တရာမှာတမတ်ထားလဲပေးစံတော့က9200ဆိုတော့9200ကိုအရင်ဆုံးရေးလိုက်ပါမယ်ပြီးရနဲ့ဒူးနဲ့ဖြတ်တဲ့မြောက်တဲ့ရလက်ကခွန်ဆိုတော့ခွန်နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့1028ပေရပါတယ်တတမ7နောက်မှာဂရက်အနှဲငယ်တော့ရှိပါတယ်ဒါကတော့1028ကြော်ကြော်လေးရမယ်ပေါ့နော်ဒါဆိုရင်တော့ခွန်တစ်လည်းဖြစ်တယ်ပေက1028ပေကြော်ကြော်ဆိုရင်တော့ဒါခွန်တစ်ရဲ့တတန်ပဲဖြစ်ပါတယ်ကိုကတန်ဝက်လိုချင်တယ်ဆိုရင်တော့အခုရလက်ကိုအစား2နဲ့စားလိုက်မယ်ဆိုရင်တော့914ပေရပါတယ်ဒါ914ပေနည်းနည်းကြော်မယ်ပေါ့နော်914ပေနည်းနည်းကြော်မယ်ဒါဆိုရင်ခွန်တစ်ရဲ့တန်ဝက်ပဲဖြစ်တယ်ပေါ့နော်ထပ်ပြီးတော့ကိုကဒီတန်ဝက်လည်းမလိုချင်ဘူးကိုလိုချင်လောက်ပဲဒီဈေးကွက်မှာရှိတဲ့15ပေလိုမျိုး18ပေလိုမျိုးအချောင်းတွေကိုဝယ်ပြီးတော့လိုချင်နေဆိုရင်15ပေမှမဟုတ်ဘူး18ပေမှမဟုတ်ဘူးကိုလိုချင်တော့ဖြတ်ပြီးတော့လိုချင်နေဆိုရင်ကိုကဘယ်လိုမျိုးတွက်မလဲဒါဆိုရင်အခုနတတမှာခုနှစ်တမှာရှိတဲ့ page ကိုတီးလိုက်မယ်ပြီးရနဲ့ကိုလိုချင်တော့ပိုင်းဖြတ်နဲ့စားလိုက်မယ်ဆိုရင်တော့အဖြေကထွက်လာမှာပေါ့နော်ပြီးရနဲ့ကို15ပဲလိုချင်ရင်15နဲ့စားလိုက်မယ်ဆိုရင်တော့68ချောင်းရမယ်ဒါပေနဲ့စားလိုက်မယ်ဆိုရင်အချောင်းကြီးထွက်လာတယ်ပေါ့နော်ဒါဆိုရင်တော့ခွန်တစ်လည်းဖြစ်တယ်ပေရဲ့ခွန်တစ်ရဲ့အရှည်က15ပေအချောင်းလည်းဖြစ်တယ်အချောင်းကြီးက68ချောင်းကျော်မယ်ဆိုရင်တော့ဒါခွန်တစ်ရဲ့တတန်ပဲဖြစ်တယ်ပေါ့နော်တကယ်လို့ကို18ပေနဲ့လိုချင်18ပေနဲ့စားလိုက်မယ်ဆိုရင်တော့58ချောင်းရမယ်ခွန်တစ်လည်းဖြစ်တယ်ခွန်တစ်ရဲ့ပေအရှည်က18ပေအချောင်းဖြစ်တယ်အချောင်းကြီးက58ချောင်းဆိုရင်တော့ဒါခွန်တစ်တတန်ပဲဖြစ်တယ်ပေါ့နော်ပေအရှည်ကိုတီးရနဲ့ကိုလိုချင်တော့ပေတွေကိုပိုင်းဖြတ်ပြီးတော့ကိုယ့်အတူပဲစားပြီးတော့အသေးစိတ်တွက်ကြည့်လို့ရတယ်ပေါ့နော်အဓိကပေအရှည်ကိုအရင်ဆုံးတွက်တာပေအရှည်တီးပြီးဆိုရင်တော့အရှားဟာတွေကိုယ့်အတူပဲအသေးစိတ်တွက်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ခွန်တစ်ကိုဘယ်လိုမျိုးတန်တွက်ရမလဲတန်တွက်ရမယ်ဆိုတော့နားလည်တော့လောက်လို့ထင်ပါတယ်တက်ပြီးတော့မွေစင်းနဲ့တွက်ပြီးတော့ခွန်တစ်ကိုဘယ်လိုမျိုးဝယ်ယူမလဲခွန်တစ်ကိုမွေစင်းနဲ့တွက်မယ်ဆိုရင်တော့အခုနခွန်တစ်တတန်မှာရှိတဲ့ပေအရှည်နဲ့တတန်မှာတတ်မှတ်ထားတဲ့ဈေးကိုမူတည်ပြီးတော့စားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးစားလိုက်မယ်ဆိုရင်တော့ဒီခွန်တစ်တစ်ချောင်းရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်အရင်ဆုံးတပေရဲ့တန်ဖိုးရှာမှာဖြစ်ပါတယ်တပေရဲ့တန်ဖိုးထွက်ပြီဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အပိုင်းဖြစ်15ပေဖြစ်ဖြစ်17ပေဖြစ်ဖြစ်မျှဝေးလိုက်ရုံနဲ့ကျွန်တော်တို့လိုချင်တဲ့အချောင်းရဲ့တန်ဖိုးကရလာမှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုမျိုးတွက်မယ်ဆိုတော့ထပ်ပြီးတော့လေ့လာကြည့်အောင်ခုနှစ်တတမှာရှိတဲ့ pH ကအခုန900ကျော်ရှိရပေါ့နော်နောက်မှာဒသမစရိတ်ပါတဲ့အတွက်မှားတာခက်တယ်ပေါ့နော်မှားတာခက်တယ်ဆိုရင်ဘယ်လိုမျိုးလုပ်မလဲဆိုတော့ဒီနည်းလမ်းကိုအသုံးပြုလို့ရတယ်စောက်သေးကိုမှတ်ထားပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တစ်ခုမှတ်ထားပြီးဖြစ် copy ကူးတာဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေတဲ့နည်းတွေကိုအသုံးပြုနိုင်ပါတယ်ဒါဆိုရင်ခုနကဏ္ဍကိုကျွန်တော်မှတ်မိရဖြစ်တဲ့အတွက်ထပ်ပြီးတော့ပြန်တွက်ပါမယ်ဆိုရင်တော့ခုနှစ်တတမှာရှိတဲ့ page ကိုဖြစ်ပါတယ်ဒီ page ကိုကျွန်တော်တို့ကအားလုံးမှတ်ထားပြီးလို့လိုအပ်ပါတယ်ဒီတရမစမကဏ္ဍလေးအစားအသေးစိတ်မှတ်ထားပြီးလို့လိုအပ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီဟာကိုကျွန်တော် copy ပဲယူလိုက်ပါမယ် copy ယူလိုက်ပါမယ်ပြီးရင်ကျွန်တော်ပြန်ဖြတ်လိုက်ပါမယ်ပြန်ဖြတ်ပြီးရရင်ကျွန်တော်တို့ကအခုကာလပေါက်စီကဘယ်လောက်လဲမသိပေမဲ့ကျွန်တော်12တင်းစင်းနဲ့ပဲတွက်ပြပေးပါမယ်12တင်းစင်းဆိုရင်ကျွန်တော်တို့က12တင်းကိုအရင်ဆုံးရေးလိုက်ပါမယ်ပြီးရရင်အစားရေးပေးမယ်အစားရေးပြီးရရင်ကိုကခွန်တင်းနဲ့တွက်မှဖြစ်တဲ့အတွက်ခွန်တင်းတတမှာရှိတဲ့ pH နဲ့စားပြီးရမှာဖြစ်ပါတယ်ခုန9တက်မှာရှိတဲ့ page ကတရမဆံမှာခဏလေးအများကြီးရှိတဲ့အတွက်မှားတာခက်တဲ့အတွက်ကျွန်တော် copy ကူးထားပါတယ် copy ကူးကပြန်ထည့်ဖို့အတွက်ကြဖိလိုက်ပါမယ်ပြီးရတဲ့ဘက်ကိုနှိပ်လိုက်ပါမယ် copy ကူးပြစာရောက်လာတယ်ဆိုပေမဲ့လည်းအခုနပထမရေးထားတဲ့ငွေစည်းစနစ်တင်ရပျောက်သွားပြီပေါ့နော်ဒီလိုမျိုးပျောက်သွားပြီဆိုရင်ကျွန်တော်တို့ကပြန်လဲထည့်ပေးရမယ်ပေါ့နော်ပြန်ထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီဖုန်းရမြန်နေပြကျင်းနေရပေါ့နော်အခုတော့မှရဲ့ပြည့်တယ်လို့ဖြစ်နေဒီလိုမျိုးပြည့်ကဏ္ဍနေအရင်ပြည့်နေပြီဆိုရင်ကျွန်တော်တို့ကဒီဖုန်းကို down လိုက်ထားတာမဆန်းတော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အလဲရလိုက်ပြန်ပြီးတော့ဖုန်းကိုထားပေးလိုက်မယ်ကိုဝယ်ယူမဲ့တစ်ကိုမွေးစင်းနဲ့တွက်မှဆိုရင်တော့အရင်ဆုံးတပေရဲ့တန်ဖိုးကိုရှားပေးရမှာဖြစ်ပါတယ်တပေရဲ့တန်ဖိုးရှားမှဖြစ်တဲ့အတွက်တစ်တတမရှိတဲ့မွေးစင်း12သိန်း
ကိုတီးပြီးတော့တစ်တရမှာရှိတဲ့ပေရှင်နဲ့စားပေးလိုက်မယ်ဆိုရင်တော့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကမွေးစေးစနစ်တင်ကရှေ့ကနေမှာဖြစ်တဲ့အတွက်ကျွန်တော်ကရှေ့ကိုပြောင်းပေးလိုက်မယ်ပြီးရတယ်ကျွန်တော်တို့အစားရေးပေးလိုက်မယ်ပြီးရနဲ့ကာလာပေါက်စီဘယ်လောက်လဲမသိပေမဲ့စနစ်တင်းဈေးနဲ့တွက်မှာဖြစ်တဲ့အတွက်စနစ်တင်းဈေးကိုရေးပေးလိုက်မယ်ပြီးရနဲ့မိမြချင်းကိုနှိပ်ပေးလိုက်မယ်မိမြချင်းကိုနှိပ်လိုက်မယ်ဆိုရင်တော့ကိုတွက်မဲ့တရဲ့တပေရဲ့တန်ဖိုးကထွက်လာပြီပေါ့နော်ဒါဆိုရင်တော့တပေရဲ့တန်ဖိုးက1166ကျပ်တရမ6ဖြစ်တယ်ပေါ့နော်ဒီဒါကတော့ဒီခွန်တစ်လည်းဖြစ်တယ်စနစ်တင်းဈေးလည်းဖြစ်တယ်ဆိုရင်တော့ဒါခွန်တစ်တပေရဲ့တန်ဖိုးပဲဖြစ်တယ်ပေါ့နော်ဘောဈေးကွက်ထဲမှာရှိတဲ့15ပေအချောင်းလိုမျိုး17ပေအချောင်းလိုမျိုးလိုချင်နေဆိုရင်တော့အရင်ဆုံး15ပေအချောင်းလိုချင်နေဆိုရင်တော့ဒီတပေရဲ့တန်ဖိုးအမြောက်15နဲ့မြောက်လိုက်မယ်ဆိုရင်တော့ဒီ15ပေရဲ့တန်ဖိုးက3500ကျမှာဖြစ်တယ်တကယ်လို့ကိုက17ပေချောင်းလိုချင်နေဆိုရင်တော့17နဲ့မြောက်လိုက်မယ်ဆိုရင်တော့2100ကျမှာဖြစ်တယ်ပေါ့နော်ဒါကတစ်ချောင်းရဲ့တန်ဖိုးပဲဖြစ်တယ်ပေါ့နော်မြင်များချင်းရေးလိုက်မယ်ပြီးရတဲ့ကိုက10ချောင်းလိုချင်ဆိုရင်တော့အမြောက်30နဲ့မြောက်လိုက်မယ်ဆိုရင်တော့2,100,000ကျမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့ခွန်တစ်ကိုဘယ်လိုမျိုးတန်ဖွဲ့ရမလဲတန်ဖွဲ့ပြီးရခွန်တစ်ကိုလည်းငွေစည်းနဲ့ဘယ်လိုမျိုးတွက်ချက်ပြီးတော့ဝယ်ယူလို့ရမယ်ဆိုတော့နားလည်တော့လောက်ပြီလို့ထင်ပါတယ်ထပ်ပြီးတော့ခုနှစ်ကိုလေ့လာကြည့်အောင်ခုနှစ်မှာလည်းဒီတိုင်းပဲတွက်ပြရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒုနဲ့ပြက်ကိုမြောက်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ခုနှစ်ဆိုတော့ခွန်အမြောက်နှစ်ပဲဖြစ်ပါတယ်ခွန်မြောက်နှစ်ဆိုတော့14ရပါတယ်ဒီ14ကိုခဏမှတ်ထားလိုက်ပါတစ်တတန်မှာတတ်မှတ်ထားလဲစံ9200ပေဖြစ်ပါတယ်9200ပေကိုရေးလိုက်ပါမယ်ပြီးရနဲ့အစာရေးလိုက်ပါမယ်ပြီးရနဲ့ဒုနဲ့ပြက်တဲ့မြောက်တဲ့ရလက်က14ဆိုတော့14နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့914ပေရပါတယ်ဒါဆိုရင်တော့ခုနှစ်လည်းဖြစ်တဲ့ပေရှိက914ပေရှိတယ်ဆိုရင်တော့ဒါဟာခုနှစ်တန်လို့သတ်မှတ်ထားပါတယ်ထပ်ပြီးတော့အသေးစိတ်တွက်ရှင်နေဆိုရင်တော့အစားနှစ်နဲ့စားလိုက်မယ်ဆိုရင်တော့250ခုနှစ်ရဲ့တန်ဝက်ပဲဖြစ်တယ်ပေါ့နော်ဘိုးကတကယ်လို့တန်ဝက်လည်းမလို့ချင်ဘူးကိုလိုချင်တော့ပေပိုင်းလေးဖြတ်ပြီးတော့လိုချင်နေဆိုရင်တော့ဒီလိုမျိုးထပ်တွက်လို့ရတယ်အခုနောက်တစ်တန်မှာရှိတဲ့ပေကိုပဲတီးလိုက်မယ်ပြီးရတဲ့အစားပြီးရတဲ့ကိုက15ပေအချောင်းနဲ့လိုချင်နေဆိုရင်တော့အစား15နဲ့စားလိုက်မယ်ဆိုရင်အချောင်းရင်34ချောင်းကြော်ရမယ်တကယ်လို့ကိုက15ပေချောင်းမဟုတ်ဘူး17ပေချောင်းနဲ့လိုချင်နေဆိုရင်တော့အစား17နဲ့စားလိုက်မယ်ဆိုရင်တော့28ချောင်းရမှာဖြစ်ပါတယ်ဆိုရင်တော့ခုနှစ်ကိုလည်းဘယ်လိုမျိုးတန်ဖွဲ့ရမယ်ဆိုတော့နားလည်သွားပါပြီလို့ထင်ပါတယ်ထပ်ပြီးတော့မွေစည်းနဲ့တွက်ကြည့်အောင်မွေစည်းနဲ့တွက်မယ်ဆိုရင်လည်းပထမနေ့တိုင်းပဲဒီခုနှစ်တရမှာရှိတဲ့ pH ကိုမှတ်ထားပြီးလို့လိုအပ်တယ်ဒီခုနှစ်တရမှာရှိတဲ့ pH နဲ့ဒီတစ်တရမှာတက်မှတ်ထားလဲငွေစည်းနဲ့စားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးစားလိုက်မယ်ဆိုရင်တော့ခုနှစ်ရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်ဒါဆိုဘယ်လိုမျိုးလုပ်မယ်ဆိုတော့ထပ်လေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ခုနှစ်ရဲ့ pH ကိုမှတ်ထားပြီးလို့လိုအပ်ပါတယ်စောက်ထဲမှာဖြစ်ဖြစ်ကော်ပီကူးကဖြစ်မှတ်ထားခဲ့ဖို့လိုအပ်ပါတယ်ကျွန်တော်ကကော်ပီကူးပြီးတော့ယူခဲ့လိုက်ပါမယ်ပြီးရနဲ့တစ်တရမှာတက်မှတ်ထားလဲမွေစည်းဘယ်လောက်လဲမသိပေမဲ့စနဒိန်းစည်းနဲ့ပဲတွက်ပြပေးပါမယ်စနဒိန်းစည်းဆိုတော့စနဒိန်းစည်းကိုအရင်ဆုံးရေးလိုက်ပါမယ်စနဒိန်းရေးပြီးရနဲ့အစာရေးပေးပါမယ်ပြီးရနဲ့အခုနကဏ္ဍတွေကိုထည့်လိုက်မယ်ဆိုရင်တော့ဒီဖုံးရမျက်နှာပြင်ကကျင်းတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဖုံးရမျက်နှာပြင်ကျဲတော့အောင်လို့ဒီအလဲရလိုက်ဖုံးကိုပြန်ထားလိုက်ပါမယ်ဖုံးရမျက်နှာပြင်ကကျဲတော့ပြီဆိုရင်တော့အခုနကဏ္ဍကိုဒီထဲမှာ copy ကူးလို့ရတော့ပါပြီကော်ပီကူးလိုက်တဲ့အချိန်မှာပထမစနဒိန်းကပျောက်သွားပြီပေါ့နော်ပျောက်သွားပြီဆိုပြန်မျိုးရေးပေးလိုက်မယ်ပထမနေ့တိုင်းပဲရှေ့ကိုပြန်ပို့ပြီးတော့စနဒိန်းကိုရှေ့မှာပဲထားပေးလိုက်မယ်စနဒိန်းကိုတီးပြီးတော့ဒီတစ်တန်ရဲ့ပေရှင်နဲ့စားမှဖြစ်တဲ့အတွက်စနဒိန်းရဲ့ရှေ့ရရောက်မှာဖြစ်မှာပါဒါဆိုရင်ရသွားပြီဆိုကျွန်တော်မြင်ချင်းနှိပ်လိုက်ပါမယ်မြင်ချင်းနှိပ်လိုက်အခါမှာဒီမှာဆိုရင်2333ကျက်နည်းနည်းကြော်လေးရမယ်ပေါ့နော်ဒါကတော့ခုနှစ်လည်းဖြစ်တယ်မွေစေးရ12တင်းစည်းလေးဖြစ်တယ်ဆိုရင်တော့ဒီခုနှစ်ရဲ့တပေရဲ့တန်ဖိုးက2333ကျပ်ကျမယ်ပေါ့နော်ဒါတပေရဲ့တန်ဖိုးဖြစ်ပါတယ်ကိုက15ပေအချောင်းဝယ်မယ်ဆိုရင်တော့အမြောက်15နဲ့မြောက်လိုက်မယ်ဆိုရင်တော့3500ကျမှာဖြစ်ပါတယ်တကယ်လို့ကိုက17ပေအချောင်းလိုချင်နေဆိုရင်တော့အမြောက်17နဲ့မြောက်လိုက်မယ်ဆိုရင်တော့4200ကျမှာဖြစ်ပါတယ်ဒါဆိုရင်တော့ခွန်တစ်ကောဘယ်လိုမျိုးတန်ဖွဲ့ရမယ်တန်ဖွဲ့ပြီးရတစ်ကိုဘယ်လိုမျိုးဝယ်ယူရမယ်ဆိုတော့နားလည်တော့လောက်ပြီလို့ထင်ပါတယ်အားလုံးအဆင်ပြေကြပါစေ